top speed က315 km/h ဒါကတော့တရုတ်နိုင်ငံရဲ့ဆိုင်ငယ်သမိုင်းမှာအမြင့်ဆုံးဘိန်းအဖြစ်စံချိန်ချိုးလိုက်တဲ့ CF Moto V4SR RR ဖြစ်ပါတယ်လွန်ခဲ့တဲ့2ရက်ကတင် Tier1 Truck ပေါ်မှာ VVOX ဆိုတဲ့ GPS system နဲ့စက်တက်ထားတာဖြစ်ပါတယ် CF Moto ရဲ့ဒီဘိန်းမှာ999cc ရှိတဲ့ V4 engine ကိုအသုံးပြုထားတာဖြစ်ပြီးတော့လောလောဆယ်မှာတော့မြင်းကောင်ကြီးက210ကျော်ထွက်ပါတယ်ထူးဆန်းတာတစ်ခုကဒီဘိန်းမှာ MotoGP ဘိန်းနဲ့ Ducati ရဲ့ Panigale V4 လိုမျိုး counter rotating crankshaft လို့ခေါ်တဲ့ပြောင်းပြန်လေတဲ့ crankshaft ကိုအသုံးပြုထားပါတယ်ဆိုတော့လောလောဆယ်ဒီဆိုင်ကယ်ရဲ့ top speed စံသက်မောင်းနေတဲ့ဗီဒီယိုလေးကိုအရင်တစ်ချက်ကြည့်အောင်ဒီမှာဆိုရင်နံပါတ်1ဂီယာတစ်ချက်ထဲနဲ့ speed က164 km အထိတက်သွားတာကိုမြင်ရလိမ့်မယ်နှစ်ကတော့ gear ratio တော်တော်တိုးတယ်200အထိပဲတက်တယ်3မှာက223နံပါတ်4မှာတော့ကီလို251မှာနဲ့ speed က282 km ဖြစ်နေပြီနံပါတ်6မှာတော့299ပေါ့ဗျာ original တိုင်ကွက်မှာတော့ဒီထက်ပိုပြီးပြမှာမဟုတ်ဘူးဒါပေမဲ့ race logic ရဲ့ display လေးကိုကြည့်လိုက်ရင် speed ကဆက်တက်နေတာကိုတွေ့ရလိမ့်မယ် official အရသာ315ဆိုပေမဲ့ race logic မှာဆိုရင်316အထိကိုတက်သွားတယ်ဗျတရုတ်မှာအသစ်ထုတ်လိုက်တဲ့ယာဉ်ရဲ့ top speed ကို Shenzhou Proving Ground ဆိုတဲ့ကွင်းမှာပဲမောင်းနှင်ပြီးတော့စံချိန်ယူလေးရှိတယ်မောင်းနှင်ကွင်းကလည်းတစ်ချိန်ပဲကိုကဒီစံချိန်ကိုမကြိုက်လို့ဆိုပြီးတော့ထက်ခါတလဲလဲမောင်းခွင့်လုံးဝပေးမထားဘူးပြီးတော့ Shenzhou Proving Ground ကဘဲဥပုံစံကွင်းကြီးဗျ banking angle လို့ခေါ်တဲ့ဘဲဥပုံအကွေကြီးရဲ့အဆောင်က44.43 ဒီဂရီတောင်ရှိတယ်ဒါကြောင့်အခုမြင်ခဲ့ရတဲ့ top speed record လုပ်ထားတဲ့ဗီဒီယိုထဲမှာဆိုရင်တချို့သော gear တွေမှာ rider က acceleration ကိုအရင်ကြီးဆွဲခေါ်မသွားဘူးပြီးတော့တရုတ် website တွေထဲမှာပြောထားတဲ့ပုံအရတော့ top speed record ယူဖို့အတွက်မောင်းတဲ့ V4SR ရဲ့ potential power output ကို80ကနေ85ရာခိုင်နှုန်းမှာပဲ soft limit လုပ်ထားတယ်လို့ပြောတယ်အခုမှဆိုင်ကယ်က concept တော်တာပဲရှိသေးတော့ရသမျှ power output ကိုအလုံးစုံထုတ်သုံးမထားသေးဘူးတဲ့အမှန်တမ်းပြောရရင်ဆိုင်ကယ်ရဲ့ gear ratio ကြီးကလည်းတစ်မျိုးကြီးပဲအကျန်းတယ်ပဲရှိပြီးတော့အချောမကန်ရသေးတဲ့ဆိုင်ကယ်တစ်စီးပေါ့ဗျာအပြင်ကိုထွက်ရုံတဲ့အခါဆိုင်ကယ်ရဲ့ power output ကိုတော့90ကနေ95ရာခိုင်နှုန်းအထိထုတ်သုံးခွင့်ပေးမယ်လို့ပြောထားတယ် target ကတော့မြင်းကောင်ကြီး220ကျော်နဲ့ top speed ကတော့330 km/h လို့ပြောထားတယ်အဓိက goal ကတော့ WSPK မှာအနိုင်ရဖို့တဲ့ဆိုတော့ WSPK ရဲ့အောက်တစ်ဆင့်မှာရှိတဲ့ WSSP World Super Sport Championship မှာတော့ Series Moto ရဲ့ 820RR ကလည်းအောက်ဘက်ခံနေတယ်လို့နောက်မကြတော့မဲ့နှစ်တွေမှာတော့ World Superbike Championship WSPK မှာ CF Moto ကအောင်မြင်မှုတွေကိုစုခုပေးနိုင်အောင်မလား Series Moto CF Moto တရုတ်မင်းကြီးနှစ်ပါးကတော့ကြမ်းတော့ကြမ်းပြနေပြီနော်ဒီနေ့ဗီဒီယိုကတော့တူတူလေးပါပဲဒီလောက်ပဲခင်ဗျာနောက်ဗီဒီယိုကြမှာပြန်တွေ့မယ်